အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စမိုင်းစစ်စစ်ကြီးကြိုပြပါမယ်နော်။အဝင်ပစ္စည်းကတော့စမိုင်းနွားနို့နို့စိမ့်နို့စီတကြားထောပတ်မြေပဲတေဟိုဆန်ရဲ့အရင်ဦးဆုံးထောပတ်ကရဝီရဲ့တချက်ပကောက်ဖာလာတော့မှုေးနေအောင်အရင်စီတက်ပါမယ်နော်။ခဲဖာလာနဲ့တချက်ပကောက်နဲ့ဝိတ်တက်လာပြီဆိုရင်ခဏဖယ်ထားပါမယ်ခဏဖယ်ထားပြီးမြေပဲနဲ့တီဟိုဆန်လေးကြော်ပါမယ်မြေပဲနဲ့တီဟိုဆန်လေးကိုခဏလောက်ပဲကြော်ပြရပါမယ်နော်ခဏလောက်ကြော်ပြီးဆယ်ထားပါမယ်ဆယ်ထားပြီးနော်စပိုင်လေးကိုထောပတ်စီလေးနဲ့မှုေးသွားအောင်ဟိုဘက်ဒီဘက်လေးအနေနဲ့ကလင်းပြပါမယ်ထောပတ်နဲ့မှုေးတက်လာပြီဆိုရင်ဖယ်ထားပါမယ်စမိုင်းကိုစုံနွားလို့ကြိုးပါမယ်နွားလို့90သားကိုပုံမစုံကြိုးပြီးသွားရင်နိုးစိမ့်တစ်လုံးနိုးစိမ့်တစ်လုံးတခြား30သားထည့်ပြီးတော့ကြိုးပါမယ်ကုန်းလုံးကိုစူးနေအောင်ကြိုးပေးရပါမယ်စားရင်းနဲ့ငယ်ထည့်ရပါမယ်ကုန်းလုံးစူးလာပြီဆိုရင်တကြားလေးထည့်ပါမယ်တကြားလေးထည့်ပြီးထပ်ပြီးစူအောင်လဲပါမယ်ခဲနွားနို့လေးနို့စီနို့စိမ့်လေးစူပြီးမှုေးတက်လာပါပြီစူပြီးမှုေးတက်လာပြီဆိုရင်ကိုတကစီတက်ထားတဲ့အရွက်အကောက်ဖာလာလေးထည့်ပါမယ်မြေပဲနဲ့တီဟိုဆန်လေးထည့်ပါမယ်လော်ထားတဲ့ထောပတ်နဲ့လော်ထားတဲ့စမိုင်းဆန်လေးထည့်ပါမယ်ကဲအားလုံးကိုစူသွားအောင်ပြန်ပြီးတည်ပါမယ်ကဲအခုဆိုရင်မှုေးစိမ့်စိမ့်လေးနဲ့အရင်စားလို့ကောင်းတဲ့စမိုင်းလေးရပါပြီကဲအားလုံးလိုက်လို့စားကြပါနော်ရစားလို့ကောင်းပြီရတာရှိတဲ့စမိုင်း